မာစင်လို့ပါမမားတဲ့ तू ကရွေးချယ်စရာကာလာ9ရောင်တောင်လာတယ်ပေါ့နော်ဒီနေ့ဆိုရင်တော့တထေးမကာလာလေးစုပြပေးမယ်နော်ဒီမှာကြည့်ဓာတ်ရိုက်လိုက်စိုးပြတာဆိုတော့နှခမ်းသားပေါ်မှာတင်လိုက်ပြီဆိုဆူဆူအီလေးဖြစ်တယ်အယောင်ထွက်လဲမှန်တယ်မမေကအယောင်ထွက်ပုံမှန်ပြီးတော့ဒီလိုမျိုးကာလာအတွက်တိကျရခြင်းလေဆိုလို့ရှိရင်တော့အောက်မှာ foundation လေးပေါ့နော် chip black makeup လေးခံလိမ့်ထားတယ်တခါတည်းပေါ့နော်တစ်ဆက်တည်းဖြစ်ပြီးပါမယ်တချို့ကြတော့မမေရဲ့ဒီလိုနှခမ်းနေစိုးပြလို့ချင်းမျက်နှာလေးကပြောင်ကြည့်ဂလိုးနေရောပေါ့ကွယ်ဂလိုးနေလို့ချင်းဘာလေးလိမ့်လာလဲဘာလေးလိမ့်လာလဲမေးတဲ့သူတွေတက်လဲတခါတည်းဖြစ်ပြီးမယ်နှခမ်းနေလေးကကြတော့မြို့နယ်ပေါင်း300ကျော်ကအိမ်ရောက်ငွေချေရတယ်3ချောင်းကနေစပြီးတော့လေပို့က delivery နဲ့ပေးတယ်9ချောင်းဆိုရင်လက်ကားစင်းနဲ့လည်းရပါတယ်ပို့က delivery လည်းရပါတယ်ရှင်အခန်းကြီးကတထေးမကာလာလေးပေါ့နော်သူကကာလာ9ရောင်လာတယ်ပန်းကပစ်ရောင်လေးလာတယ်အနီရဲရဲလေးလာတယ်ပြီးတော့နှင်းစီနီလေးပေါ့နော်နှင်းစီနီဆိုလိမ်မော်နီလေးလာတယ်ပြီးတော့အုတ်ချိုးရောင်လေးလာတယ်နောက်တစ်ခုကတော့ပန်းကပစ်ရောင်လေးလာပါတယ်ရှင်သူက9ရောင်လာတယ်အခုပေါ့နော် YouTube မှာဆိုတော့တော်တော်များများမေးတယ်ပေါ့မမေမျက်နှာလေးကဘာလေးလိမ့်ထားပေါ့အခုလိုမျိုးပြောင်ကြည့်ဂလိုးနေဖို့ဆိုရင်ပါးနေတိုင်း share တော့ဒီနှခမ်းဒီလေးပဲတုံးထားပါတယ်ဒီလိုမျိုးဒီလေးမျိုးဆက်လေးကိုတုံးထားပါတယ်မင်ကဘီမီယာထွက်တဲ့ skin care and cosmetic တွေပဲ only ရောင်းပါတယ်မြန်မာ app တွေ time app တွေရပြီးသားအဲ့တော့ serum moisturizer sunscreen ရဲ့ chip black makeup အတွဲလေးလိမ့်ထားပါရှင်အခုလိုမျိုးပြောင်ကြည့်ပြီးတော့နေ့စဉ် daily look ကနေပွက်တက်လို့ဒီလှကျင်နေဆိုရင်တော့ဒီတော်လေးတုံးပါနှခမ်းဒီလေးကတော့ဘာတစ်စိတ်လေးလဲဆိုတော့ B.me ဆိုတဲ့တစ်စိတ်ကလေးပါလိပ်ပြပုံစံလေးကိုလေးနဲ့ပေါ့နော်ဘူးစုံပုံစံလေးဒီလိုလေးပါကာလာ9ရောင်လာပါတယ်ရှင်တချောင်းကိုတော့မြန်မာငွေ2000ကျပ်ပါမြို့နယ်ပေါင်း300ကျော်ကိုအိမ်ရောက်ငွေချေရပါတယ်ရှင်ကျေးဇူးပါ